vitamin D ကဘယ်ရရတာလဲဆိုတော့ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ cholesterol နော်ဒါမှမဟုတ်ဒီက cholesterol နင်းကန်ချအဲ့ဒါလည်းမဟုတ်ဒီ cholesterol ကနေရောင်ခြည်နဲ့ထိတယ်နော်နေရောင်ခြည်မှာဘေးက3ခုရှိတယ်နော် ultraviolet A ray B ray C ray ဒါပေမဲ့ तू ကဘာလို့ပဲဘာနဲ့လည်းရလဲဆိုတော့ B ray UVB လို့ခေါ်တာပေါ့နော် ultraviolet light B ray B ray ကဒီခက်တက်ဒီဟိုအသားပေါ်မှာထိတဲ့အခါမှာ vitamin D ဖြစ်လာနော် vitamin D ဖြစ်လာတယ်ဖြစ်လာပြီးတော့ဒီ again သူကဘာသွားလဲဖြစ်ချင်းသူကခန္ဓာကိုယ်ထဲမှာအလုပ်လုပ်လို့မရသေးဘူးသူက inactive ပေါ့နော် inactive ဆိုတာအာနိသင်မရှိသေးဘူးလောက်တော့လောက်လိုက်ပြီအဲ့တော့သူကဘယ်လိုသွားရလဲဆိုခန္ဓာကိုယ်ရဲ့ absorb လုပ်ပြီးတော့အသေးကိုရင်သွားတယ်နော်အသေးမှာနော်ဓာတ်တမျိုးကိုပြောင်းလိုက်ရတယ် vitamin D ကနေပြီးတော့နော်အဲ့ဒါဘာလို့ခေါ်လဲဆိုတော့နော်25 hydroxy vitamin D အဲ့ဒါနဲ့ပြီးရောလားဆိုမပြီးသေးဘူးတခါကြောက်ကပ်ကိုထပ်သွားတယ်ကြောက်ကပ်ကိုသွားပြီးတော့မှနော်တကယ်ကိုခန္ဓာကိုယ်ထဲမှာအလုပ်လုပ်မဲ့ vitamin D ဓာတ်ကထွက်လာအဲ့ဒါဘာခေါ်လဲဆိုတော့125 hydroxy vitamin D3 အဲ့ဒါမှတကယ်ကိုအဲ့လိုလားအဲ့ဒီတော့ကျမတို့ဒီမြန်မာမျိုးသမီးတွေအမျိုးသားတွေရောပါပဲကြည့်လိုက်ရင်တက်ကြီးလာရင်နော်ဟိုခါးတွေကိုင်းပြီးတော့အရိုးတွေပါလာတဲ့သူတွေတော်တော်များတယ်အဲ့ဒါလည်းအကြောင်းမျိုးပေါ့နော်ဒီ vitamin D ကတော့တကယ်ကိုအရေးကြီးတဲ့အကြောင်းပဲသူကဘာအတွက်လိုတာလဲဆိုတော့ဒီ calcium absorption ပေါ့နော်ဒီဦးထဲကနေပြီးတော့ calcium ကို absorb လုပ်တဲ့အခါမှာသူက absorb လုပ်တယ်နော် absorb လုပ်ပြီးတော့အဲ့လိုပေါ့နော်ဒါပေမဲ့လို့သူတို့နောက်ပိုင်းပါတွေ့ရလဲဆိုလူတွေက vitamin D လို့ပြောလိုက်ရင်ဟာဒါအယိုးအတွက်လို့ပဲထင်ရတယ်ပေါ့များသောအားဖြင့်ဟာဒါအယိုးနဲ့ပဲဆိုင်တယ်အယိုးနဲ့ပဲဆိုင်တယ်ဒါကြောင့်မလို့လဲဒီအခုနောက်ပိုင်းနွားနို့လို့ဘာလို့ရောက်တဲ့အခါမှာသူ vitamin D ဓာတ်ကိုထည့်တယ်အဲ့တော့ vitamin D တွေကလည်း vitamin D ရကြလို့ဆိုနွားနို့တွေတောက်ကြတယ်အထူးသဖြင့်နိုင်ငံခြားမှာပေါ့နော်ဒါပေမဲ့လို့သူတို့ထည့်ထားတဲ့ vitamin D က D2 လည်းမဟုတ် D3 လည်းမဟုတ် plain vitamin D it doesn't work အဲ့တော့ဒီနွားနို့တောက်လို့ maybe calcium ဓာတ်တော်နည်းနည်းရရင်ရမယ်ရတဲ့ vitamin D ကဟိုကနာမည်လောက်ပဲရှိရပါတော့တကယ်သုံးကြလားဆိုတော့သုံးကြအဲ့တော့အသုံးကြတဲ့ vitamin ကဘာလဲဆိုရင် D2 နဲ့ D3 D3 ကကိုယ်ခန္ဓာကိုယ်ထဲမှာလုပ်တယ်နော် D2 ကလည်း effective ဖြစ်တယ်သူကဟိုအစိုးရအတိအမှတ်ပြုတာပေါ့ဥပမာတိတ်ပြီးတော့ဒီဓာတ်ခံအားနည်းလို့ရှိရင်ဆရာဝန်တွေကထိုးပေးရလေ50,000 units အဲ့တော့အဲ့ဒါနောက်ပြီးတော့လူတွေတော်တော်များများမသိတာဒီဓာတ်ကအယိုးတစ်ခုတည်းတင်မဟုတ်ဘူးဒီကိုယ်ခန္ဓာကိုယ်ရဲ့ immune system ဆိုတာဟိုဟာလဲခုခံအားအတွက်အရင်အရေးကြီးတယ်နောက်ခန္ဓာကိုယ်ထဲမှာရှိတဲ့ကလပ်စီတိုင်းက D receptors တွေအများကြီးပဲဒီ cancer prevention မှာလည်းပါတယ်နော်ဒီဟို bone growth ပေါ့နော်အဲ့ဒါလည်းပါတယ်အဲ့တော့ vitamin D ကနေရရှိတာပေါ့အစားတောက်ကရောမရနိုင်ဘူးလားအစားတောက်ကလည်းနည်းနည်းပဲရနိုင်တယ်ဘယ်ရနိုင်လဲဆိုတော့အစားတောက်ဆိုရင်အဆီဓာတ်များတဲ့နားတွေဗမာပြည်မှာတော့ salmon တိတ်မစားဘူးဆိုတော့ဟိုပါပေါ့နော်ငမြင်းပေါ့နော်ငမြင်းမှာပါတယ်ဟိုငမြင်းဗိုက်သားလားပါလားအဆီလေအဲ့ဒီထဲမှာပါတယ် vitamin D တွေနောက်ပြီးတော့ဒီဟိုကမှုတဘာဝ vegetable ထဲမှာဆိုမှုထဲမှာလည်း vitamin D ပါတယ်ဒါပေမဲ့သူတို့ကိုစားခြင်းအပြင်ရတဲ့အမောင့်ကသိနေလွန်အားရှိတယ်နော်ဒီခန္ဓာကိုယ်ထဲမှာဒီ cancer တွေမဖြစ်ရအောင်နော်ဒီယောဂမျိုးစုံမဝင်ရအောင်နေစရာရှိတာပေါ့ vitamin D ဓာတ်ကဘယ်လောက်လောက်လိုအပ်တယ်လဲနော်အဲ့တော့ကျမတို့ဒီဟိုအနည်းဆုံးဟိုပါပေါ့နော်40ကနေ60နော် nanogram per ml ပေါ့40ကနေ60ဆိုရင်ကောင်းတယ်ခန္ဓာကိုယ်ကိုအထွတ်အထိပ်နော်ရောက်စေချင်လို့ရှိရင်90ကနေ100ဒါပေမဲ့များသောအားဖြင့်လူတွေကိုလေတွေးစစ်ပြီးဖောက်လိုက်ရင်30ရှိတာအမှန်တန်ရှားတယ်30အောက်မှာယူရလူတိုင်းလို့